အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ Control or Plant Diseases ဖြစ်ပါတယ်အပင်ရောဂါများထိန်းချုပ်ခြင်းဒီသင်ခန်းစာနဲ့ပတ်သက်ပြီးအဓိကမှတ်ထားမယ့်အချက်10ချက်ရှိပါတယ်1 have seriously affected 2 need to be controlled 3 different approaches 4 tree plant disease control approaches 1 have seriously affectedဆိုးရွားစွာထိခိုက်စေတယ်ကူးစက်တဲ့ယောဂပိုးမွှားတွေကြောင့်ဖြစ်တဲ့အပင်ယောဂတွေဟာအစားအစာထုတ်လုပ်မှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုပျက်စီးဆုံးရှုံးစေပြီးတော့လူ့အဖွဲ့အစည်းနဲ့သဘာဝတရားကိုဆိုးရွားစွာထိခိုက်စေပါတယ်2 need to be control ထိန်းချုပ်ဖို့ရန်လိုအပ်တယ်၎င်းကကမ္ဘာတဝန်းမှာရှိတဲ့စိုက်ပျိုးသူတွေထုတ်လုပ်တဲ့စားနပ်ရိက္ခာတွေအစားအသောက်တွေအစားအစာနဲ့အမြင်တွေရဲ့အရည်အသွေးနဲ့ပေါ်ကျယ်ဝမှုကိုထိန်းသိမ်းမှုအတွက်လိုအပ်ချက်ဖြစ်ပါတယ်3 different approaches အမျိုးမျိုးသောနည်းလမ်းအပင်ယောဂတွေကိုကာကွယ်ဖို့ရောနှဲသက်သာစေဖို့သို့မဟုတ်ထိန်းချုပ်ဖို့အတွက်အမျိုးမျိုးသောနည်းလမ်းတွေကိုအသုံးပြုနိုင်ပါတယ်4 tree plant disease control approachesအပင်ယောဂကိုထိန်းချုပ်တဲ့နည်းလမ်း၃ချက်ရှိပါတယ်1 biological control ဇီဝဆိုင်ရာထိန်းချုပ်မှု2 physical control ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှု3 chemical control ဓာတုဆိုင်ရာထိန်းချုပ်မှုတို့ဖြစ်ပါတယ် biological control နဲ့ပတ်သက်ပြီးမှတ်ထားရမယ့်အချက်2ချက်ကတော့1 biological control ဇီဝဆိုင်ရာထိန်းချုပ်မှုဇီဝဆိုင်ရာထိန်းချုပ်မှုဆိုတာကတော့အနုဇီဝသက်ရှိ microorganism လေးတွေကိုသုံးပြီးတော့အပင်ယောဂကိုထိန်းချုပ်မှုဖြစ်ပါတယ်2 four main mechanism ဒီဇီဝဆိုင်ရာထိန်းချုပ်မှာပါတဲ့အဓိကယန္တရား၄ခုအကြောင်းကိုဖော်ပြရမှာဖြစ်ပါတယ် physical control ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုများရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနဲ့ပတ်သက်ပြီးမှတ်ထားရမယ့်အချက်2ချက်ကတော့1 physical methods ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများယောဂကာဝယ်ခြင်းနဲ့ထိန်းချုပ်ခြင်းရဲ့ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများကဆိုးဝါးတဲ့အခြေအနေတွေအတွက်ယောဂဖြစ်စေတဲ့ပိုးမွှားတွေရဲ့ဇီဝကမ္မဆိုင်ရာခန္ဓာရည်ရှိမှုပေါ်မှာအခြေခံထားပါတယ်။2 adverse condition ဆိုးရွားသောအခြေအနေများဒီချက်မှာတော့ဆိုးရွားတဲ့အခြေအနေတွေကိုဥပမာတွေနဲ့တကွာဖော်ပြမှာဖြစ်ပါတယ်။ chemical control ဓာတုဆိုင်ရာထိန်းချုပ်မှုများဓာတုဆိုင်ရာထိန်းချုပ်မှုနဲ့ပတ်သက်ပြီးမှတ်ထားမယ့်အချက်2ချက်ကတော့1 a variety of chemicals ဓာတုပစ္စည်းမျိုးစုံယောဂဖြစ်စေတဲ့ပိုးမွှားတွေကိုသိစေဖို့သို့မဟုတ်ယောဂပိုးတွေရဲ့ကြီးထွားမှုကိုဟန့်တားဖို့အတွက်အပင်ပိုးသက်ခြင်းကိုထိန်းချုပ်ဖို့အတွက်ဓာတုပစ္စည်းမျိုးစုံရရှိနိုင်ပါပြီ2 chemicals ဓာတုဆိုင်ရာပစ္စည်းတွေကဘာတွေလဲဆိုတဲ့အချက်ကိုဖော်ပြမှာဖြစ်ပါတယ်Control or plant diseases အပင်ယောဂများထိန်းချုပ်ခြင်း Plant diseases caused by infectious pathogens have seriously affected human societies and nature through their damages to food production economic development. Plant diseases အပင်ယောဂတွေဟာ cause ဖြစ်ပွားစေသော by infectious pathogens ကူးစက်တဲ့ယောဂပိုးမွှားတွေကြောင့်ဖြစ်သောအပင်ယောဂတွေက has seriously affected ဆိုးရွားစွာထိခိုက်စေပါတယ် human society လူ့အဖွဲ့အစည်းနဲ့ nature သဘာဝတရားကြီးကို through their damages သူတို့ရဲ့ပျက်စီးမှုမှတဆင့် to food production အစားအစာထုတ်လုပ်ခြင်း economic development စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကူးစက်တဲ့ယောဂပိုးမွှားတွေကြောင့်ဖြစ်တဲ့အပင်ယောဂတွေကအစားအစာထုတ်လုပ်မှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဖျက်ဆီးဆုံးရှုံးစေပြီးတော့လူ့အဖွဲ့အစည်းနဲ့သဘာဝတရားကိုဆိုးရွားစွာထိခိုက်စေပါတယ်။ဆိုလိုတာက human societies and nature လူ့ဘောင်အဖွဲ့အစည်းနဲ့သဘာဝတရားကြီးကိုထိခိုက်တယ်ဆိုတာကအပင်ယောဂကြတဲ့အခါမှာကောက်ပဲသီးနှံတွေမဖြစ်ထွန်းတော့ဘူးအစားအစာထုတ်လုပ်မှုတွေလျော့နှဲသွားမယ်ထိခိုက်ပျက်စီးမယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေပျက်စီးတဲ့အခါမှာလူတွေအစားအစာရှားပါပြီးတော့ငတ်မကောင်းမပေးနဲ့ကြုံတွေ့နိုင်တဲ့အတွက်လူအဖွဲ့အစည်းတစ်ခုလုံးကိုထိခိုက်စေတယ်။တဘာဝတရားကြီးကိုထိခိုက်တယ်ဆိုတာကအပင်နဲ့တဘာဝပတ်ဝန်းကျင်တို့ကလည်းပဲအပြန်အလှန်ဆက်ဆက်ပြီးမိခိုနေရတဲ့အတွက်အပင်တွေယောဂကြလို့ထိခိုက်ရင်အ
ပင်နဲ့အပြန်အလှန်ဆက်ဆက်နေတဲ့ဂေဟစနစ်ကိုလည်းစိုးဝါးစွာထိခိုက်စေတဲ့အတွက်ကြောင့်သဘာဝတရားကြီးကိုလည်းထိခိုက်မှာဖြစ်ပါတယ်။ပင်လေးယောဂကြတဲ့အခါမှာသူ့ရဲ့ဂေဟစနစ်ကြီးကလည်းထိခိုက်ပျက်စီးမှာဖြစ်ပါတယ်။ဂေဟစနစ်ပျက်စီးခြင်းကသဘာဝတရားကြီးကိုဆိုးရွားစွာထိခိုက်ပျက်စီးတာနဲ့အတူတူပဲဖြစ်ပါတယ်။ It is need to be controlled to maintain the qualities and abundance of food, feed and fiber produced by growers around the world.It is need ၎င်းကလိုအပ်ပါတယ် to be controlled ထိန်းချုပ်ဖို့လိုပါတယ် to maintain ထိန်းသိမ်းရန် the quality and abundance the quality အရေးအသွေးနဲ့ abundance ပေါ်ကျွယ်ဝမှုကိုထိန်းသိမ်းဖို့ of food အစားအစာတွေ feed စားတောက်ကုန်တွေ fiber အမြင့်ဓာတ်တွေ produce ထုတ်လုပ်လိုက်သော by growers စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေက around the world ကမ္ဘာတဝန်းမှာရှိတဲ့စိုက်ပျိုးတဲ့သူတွေကထုတ်လွှတ်လိုက်တဲ့အစားအစာတွေစားတောက်ကုန်တွေနဲ့အမြင့်ဓာတ်တွေရဲ့အရည်အသွေးနဲ့ပေါ်ကျွယ်ဝမှုကိုထိန်းသိမ်းဖို့အတွက်အပင်ရောဂါပိုးတွေကိုထိန်းချုပ်ဖို့ရန်လိုအပ်ပါတယ် To prevent, mitigate or control plant diseases, different approaches can be used. To prevent ကာကွယ်ဖို့ရန် mitigate ရောနဲ့တတစေဖို့ရန်နဲ့သို့မဟုတ် control ထိန်းချုပ်ဖို့ရန် plant diseases အပင်ရောဂါတွေကိုကာကွယ်ဖို့ရောနဲ့တတစေဖို့ထိန်းချုပ်ဖို့ရန်အတွက် different approaches အမျိုးမျိုးသောနည်းလမ်းတွေကို can be used အသုံးပြုနိုင်ပါတယ်အပင်ရောဂါတွေကိုကာကွယ်ဖို့ရောနဲ့တတစေဖို့သို့မဟုတ်ထိန်းချုပ်ဖို့အတွက်အမျိုးမျိုးသောနည်းလမ်းတွေကိုအသုံးပြုနိုင်ပါတယ်There are 3 plant diseases control approaches: biological, physical, and chemical. There are 3 plant diseases control approaches. အပင်ရောဂါကိုထိန်းချုပ်တဲ့နည်းလမ်း၃ချက်ရှိပါတယ်။သူတို့ကတော့ biological ဇီဝဆိုင်ရာထိန်းချုပ်မှု physical ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနဲ့ chemical ဓာတုဆိုင်ရာထိန်းချုပ်မှုတို့ပဲဖြစ်ပါတယ်။အပင်ရောဂါတွေကိုထိန်းချုပ်တဲ့နည်းလမ်း၃ချက်ရှိပါတယ်။ဇီဝဆိုင်ရာထိန်းချုပ်မှုရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနဲ့ဓာတုဆိုင်ရာထိန်းချုပ်မှုတို့ဖြစ်ပါတယ်။ဆက်တက်တဲ့ယောဂပိုးတွေကြောင့်ဖြစ်ပွားတဲ့အပင်ယောဂတွေကအစားအစာထုတ်လုပ်ခြင်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်ပျက်စီးစေပြီးတော့လူအဖွဲ့အစည်းနဲ့သဘာဝတရားကြီးကိုဆိုးရွားစွာထိခိုက်စေပါတယ်။ဒါကြောင့်သီးနှံတွေကိုစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေကအစားအစာစားတောက်ကုန်များနဲ့အမြင့်ဓာတ်တွေပေါ်ကျွယ်ဝဖို့သီးနှံချုပ်ကုန်အရည်အသွေးတွေကိုထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။အပင်ယောဂတွေကိုကာကွယ်ဖို့ယောဂတွေရောနဲ့တက်တာစေဖို့နဲ့အပင်ယောဂတွေကိုထိန်းချုပ်ဖို့အမျိုးမျိုးသောချင်းကပ်လှုပ်ဆောင်မှုတွေကိုအသုံးပြုနိုင်ပါတယ်။အပင်ယောဂတွေကိုထိန်းချုပ်ခြင်းနည်းလမ်း၃ချက်ရှိပါတယ်။၁ biological control 2 physical control 3 chemical control ဖြစ်ပါတယ်။ biological control ဇီဝဆိုင်ရာထိန်းချုပ်မှုများ Biological control is control of plant diseases using living microorganisms.Biological control ဇီဝဆိုင်ရာထိန်းချုပ်မှုဆိုတာက is ဖြစ်ပါတယ် control of plant diseases အပင်ရောဂါတွေကိုထိန်းချုပ်မှုဖြစ်ပါတယ် using အသုံးပြုသော living microorganisms အဏုဇီဝသက်ရှိတွေကိုသုံးတယ်ဇီဝဆိုင်ရာထိန်းချုပ်မှုတွေကအဏုဇီဝသက်ရှိ microorganism တွေကိုအသုံးပြုသောအပင်ရောဂါထိန်းချုပ်မှုပဲဖြစ်ပါတယ်၁ biological controlဇီဝဆိုင်ရာထိန်းချုပ်မှုများဇီဝဆိုင်ရာထိန်းချုပ်မှုဆိုတာအဏုဇီဝသက်ရှိတွေကိုအသုံးပြုပြီးတော့အပင်ရောဂါတွေကိုထိန်းချုပ်ခြင်းဖြစ်ပါတယ်အပင်နဲ့မြေဆီလွှာအတွက်အကျိုးပြုတဲ့အဏုဇီဝသက်ရှိတွေမှာဘက်တီးရီးယားမှိုနဲ့အခြားသက်ရှိတွေပါဝင်ပါတယ်သူတို့ကမြေကြီးနဲ့လေထုအတွင်းမှာရှိတဲ့အပင်တွေမစားသုံးနိုင်တဲ့အာဟာရတွေကိုအပင်တွေစားသုံးနိုင်တဲ့ပုံစံရရှိအောင်ပြောင်းလဲပေးနိုင်ပါတယ်ယောဂပိုးတွေကိုတိုက်ခိုက်ဖြစ်စီနိုင်စွမ်းဟန်တားနိုင်စွမ်းရှိပါတယ်။မြေဆီလာအတွင်းမှာရှိတဲ့ပိုးသက်စီပေါင်းသက်စီနဲ့အခြားဓာတုဓာတ်ကျွင်းတွေကိုလျော့နှင်းသွားအောင်ခြေဖြတ်နိုင်စွမ်းလည်းရှိပါတယ်။ Four main mechanisms involved in the biocontrol are the biological agent antagonists may parasite the other organism. Antagonists may secrete metabolite antibiotic harmful to the pathogens antibiotics
Antagonists may compete with the pathogens for nutrients or speed competition and may cause death of the parasite by protection enzymes lysis. Four main mechanisms အဓိကယန္တရား၄ခု involve ပါဝင်သော in the biocontrol ဇီဝထိန်းချုပ်မှုမှာပါဝင်တဲ့အဓိကယန္တရား၄ခုကတော့ R ဖြစ်ပါတယ် The biological agent ဇီဝဆိုင်ရာအရာတစ်ခုသက်ရှိနဲ့ဆိုင်တဲ့အရာတစ်ခုခုဥပမာ microorganism လေးတွေဖြစ်တဲ့ fungi, moro, bacteria တို့အကျိုးပြုပိုးတွေကိုပြောတာဖြစ်ပါတယ်သူတို့တွေက antagonists အပင်ယောဂပိုးတွေကိုတိုက်ဖျက်မဲ့ဇီဝဆိုင်ရာသက်ရှိတစ်မျိုးမျိုးက male parasite ကပ်ပါပြုနေနိုင်ပါတယ် The other organism တခြားသောသက်ရှိတွေစီမှာအပင်ယောဂပိုးကိုတိုက်ဖျက်မဲ့အနုဇီဝသက်ရှိပိုးတွေကတခြားသောသက်ရှိတွေအပေါ်မှာကပ်ပါပြုနေနိုင်ပါတယ်ဇီဝဆိုင်ရာထိန်းချုပ်မှုမှာပါဝင်တဲ့အဓိကလှုပ်ဆောင်ချက်၄ခုကတော့T အပင်ယောဂပိုးကိုတိုက်ဖြတ်မဲ့အနုဇီဝပိုးတွေကိုတခြားသောသက်ရှိတွေပေါ်မှာကပ်ပါနေစေခြင်းဖြစ်ပါတယ်။အနုဇီဝပိုးတွေကအပင်ယောဂဖြစ်စေတဲ့ပိုးတွေကိုရစ်ပတ်တွယ်ကပ်ခြင်းခြေဖြတ်နိုင်တဲ့အန်ဇိုင်းတွေကိုထုတ်ပေးခြင်းကပ်ပါပြုခြင်းအလေးအထားတို့နဲ့တိုက်ဖြတ်နိုင်စွမ်းရှိကြပါတယ်။အထူးသဖြင့်မှုအကြောင်းဖြစ်တဲ့အပင်ယောဂတော်တော်များများကိုဓာတုဆေးတွေမသုံးဘဲနဲ့နှိမ်နင်းနိုင်တဲ့အစွမ်းတတိရှိပါတယ်။ Antagonists အဲ့ဒီအပင်ယောဂတွေကိုတိုက်ဖြတ်မဲ့အနုဇီဝသက်ရှိလေးက miscrete စစ်ထုတ်ပေးပါတယ် malite ဇီဝရုပ်ဖြစ်ပျက်ခြင်းကနေထွက်ပေါ်လာမဲ့ antibiotics ပဋိဇီဝဆေးဝါးတွေကိုစစ်ထုတ်ပေးပါတယ် handful အန္တရာယ်ဖြစ်အောင် to the pathogens အပင်ယောဂပိုးတွေကိုအန္တရာယ်ဖြစ်စေမဲ့ antibiotic တွေကိုစစ်ထုတ်ပေးတယ်Antibiotic ဆိုတာသက်ရှိနှစ်ခုကြားမှာစန့်ကျင်ဘက်ဖြစ်တဲ့အပြန်အလှန်ဆက်စပ်မှုဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့အနည်းဆုံးသက်ရှိမျိုးစိတ်တစ်ခုကအန္တရာယ်ဖြစ်စေပါတယ်။ဥပမာ antibiotic ပဋိဇီဝထုတ်ပေးတဲ့အနုဇီဝသက်ရှိ microorganism လေးတွေနဲ့ဆိုးရတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေတဲ့ယောဂပိုးသက်ရှိနှစ်ခုကြားစန့်ကျင်ဘက်ဖြစ်တဲ့ဆက်စပ်မှုတစ်ခုဖြစ်ပါတယ်။အပင်ယောဂကိုတိုက်ဖြတ်မဲ့အနုဇီဝသက်ရှိပိုးတွေကယောဂပိုးတွေကိုထိခိုက်ပျက်စီးစေတဲ့ဇီဝရုပ်ဖြစ်ပျက်ပစ္စည်းပဋိဇီဝဆေးတွေကိုစစ်ထုတ်ပေးပါတယ်။နှစ်အနုဇီဝပိုးတွေကယောဂပိုးတွေကိုထိခိုက်ပျက်စီးစေတဲ့ဇီဝရုပ်ဖြစ်ပျက်ပစ္စည်းဖြစ်တဲ့ပဋိဇီဝပစ္စည်းတွေကိုစစ်ထုတ်ပေးပါတယ်။ယောဂဖြစ်စေတဲ့ပိုးတွေရဲ့တဝိုက်မှာရစ်ပတ်ပြီးဆဲနေရန်တွေကိုခြေဖြတ်တဲ့အင်ဇိုင်းတွေကိုထုတ်ပေးပြီးတော့ကပ်ပါယောဂပိုးတွေကိုသိစေနိုင်ပါတယ်။ Antagonists ဒီအပင်ယောဂကိုတိုက်ဖြတ်မဲ့သက်ရှိလေးက may compete ပြိုင်ဆိုင်တဲ့ with the pathogens အပင်ယောဂပိုးမွားနဲ့ for nutrients အစာအာဟာရအတွက် or သို့မဟုတ် space နေရာအတွက် competition ပြိုင်ဆိုင်ခြင်းဖြင့်3အနုဇီဝပိုးတွေကအာဟာရအတွက်သို့မဟုတ်နေရာအတွက်ယောဂပိုးတွေနဲ့ရှင်ပြိုင်တိုက်ခိုက်နိုင်ပါတယ်။အင်ဇိုင်းများစွာကိုထုတ်လုပ်နိုင်လို့စိုက်ပျိုးသီးနှံတစ်ဝိုက်မှာရှိတဲ့အာဟာရဓာတ်တွေကိုအပင်ကအလွယ်တကူစုပ်ယူစားသုံးနိုင်စေတယ်။လျင်မြန်စွာပေါက်ပွားရှင်သန်နိုင်စွမ်းရှိလို့ယောဂဖြစ်စေတဲ့ပိုးရဲ့နေရာကိုလည်းရယူနိုင်ပါတယ်။ May causeဖြစ်ပွားစေတဲ့ဓာတ်သိဆုံးမှုကို of the parasite ကပ်ပါကောင်တွေကို by production enzyme lysis enzyme ကိုထုတ်ပေးခြင်းအပြင်ကပ်ပါကောင်တွေကိုသိစေနိုင်ပါတယ်။အပင်ယောဂပိုးကိုတိုက်ဖြတ်မဲ့အနုဇီဝသက်ရှိတွေက lysis enzyme တွေကိုထုတ်ပေးခြင်းအပြင်ကပ်ပါပိုးမွားတွေကိုသိဆုံးမှုဖြစ်စေနိုင်ပါတယ်။lysis enzyme များထုတ်လွှတ်ပေးခြင်းဖြင့်ကပ်ပါပိုးမွားတွေကိုသိစေနိုင်ပါတယ်။သီးနှံမဲရဲ့တဘာဝခုခံအားစနစ်ကိုလှုပ်ဆော်ပေးနိုင်စွမ်းရှိပြီးတော့သီးနှံမဲရဲ့ခန္ဓာရည်စွမ်းကိုတိုးတက်စေပါတယ်။ဒါကြောင့်ယောဂဖြစ်စေတဲ့ကပ်ပါပိုးမွားတွေရဲ့ပေါက်ဖွားရှင်သန်မှုကိုနှိမ်နင်းနိုင်လို့ယောဂလက္ခဏာပြသခွင့်မရပဲကပ်ပါပိုးမွားတွေကိုသေဆုံးသွားစေနိုင်ပါတယ်။ Physical control ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုများ Physical methods of disease prevention and controls are based on the physiological tolerance of
toxic agent to adverse conditions such as high or low temperature, absence of moisture, presence of deleterious irradiation, and the removal of pathogen sources or presence of physical barriers to prevent contact between the toxic agents and the host. Physical methods ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေကတော့ of disease prevention ယောဂတွေကိုကာကွယ်ခြင်းနဲ့ control ထိန်းချုပ်မှုရဲ့ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေကတော့ are based on အခြေခံထားပါတယ် the physiological tolerance ဇီဝကမ္မဆိုင်ရာခန္ဓာရည်ရှိမှုအပေါ်မှာအခြေခံထားပါတယ် of disease agents ယောဂဖြစ်စေတဲ့ပိုးမွှားတွေရဲ့ to adverse condition ဆိုရသောအခြေအနေများကယောဂကာကွယ်ခြင်းနဲ့ထိန်းချုပ်ခြင်းရဲ့ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေကတော့ဆိုရတဲ့အခြေအနေများအတွက်ယောဂဖြစ်စေတဲ့ပိုးမွှားတွေရဲ့ဇီဝကမ္မဆိုင်ရာခန္ဓာရည်ရှိမှုအပေါ်မှာအခြေခံထားပါတယ် adverse condition ဆိုရသောအခြေအနေတွေရဲ့ဥပမာတွေကတော့ such as high or low temperature မြင့်မားသောအပူချိန်သို့မဟုတ်နှိမ့်သောအပူချိန် absence of moisture အဆိုတမ်းမရှိခြင်း presence of deleterious irradiation အနေနဲ့ရှိသောဓာတ်ရောင်ခြည်တွေပါဝင်ခြင်းနဲ့ the removal of pathogen sources ယောဂပိုးအရင်းမြစ်ကို removal ဖယ်ရှားခြင်း or သို့မဟုတ် presence of physical barriers ရုပ်ပိုင်းဆိုင်ရာ barriers အတားအဆီးတွေ present ပါရှိခြင်းတို့ဖြစ်ပါတယ်to prevent ကာကွယ်ဖို့အတွက် contact ထိတွေ့မှုကို between the toxic agent ယောဂဖြစ်တဲ့ပိုးမွှားတွေနဲ့ the host လက်ခံအိမ်ရှင်ပင်အကြားထိတွေ့မှုကိုကာကွယ်ဖို့ယောဂဖြစ်စေသောပိုးမွှားတွေနဲ့လက်ခံပင်အကြားထိတွေ့မှုကိုကာကွယ်ဖို့အတွက်1မြင့်မားသောအပူချိန်သို့မဟုတ်နှိမ့်သောအပူချိန်2အဆိုတမ်းမရှိခြင်း3အနေနဲ့ရှိသောဓာတ်ရောင်ခြည်ပါဝင်ခြင်းနဲ့4ယောဂပိုးအရင်းမြစ်ကိုဖယ်ရှားခြင်းသို့မဟုတ်5ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေပါရှိခြင်းတို့ဖြစ်ပါတယ်2 physical control ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုများယောဂကာကွယ်ခြင်းနဲ့ထိန်းချုပ်ခြင်းရဲ့ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေကဆိုးဝါးတဲ့အခြေအနေတွေအတွက်ယောဂဖြစ်စေတဲ့ပိုးမွှားတွေရဲ့ဇီဝကမ္မဆိုင်ရာခန္ဓာရည်ရှိမှုပေါ်မှာအခြေခံထားပါတယ်ဥပမာယောဂဖြစ်စေတဲ့ပိုးမွှားများနဲ့လက်ခံပင်အကြားထိတွေ့မှုကိုကာကွယ်ဖို့အတွက်1မြင့်မားသောအပူချိန်သို့မဟုတ်နှိမ့်သောအပူချိန်2အဆိုတမ်းမရှိခြင်း3အနေနဲ့ရှိသောဓာတ်ရောင်ခြည်တွေပါဝင်ခြင်းနဲ့4ယောဂပိုးအရင်းမြစ်ကိုဖယ်ရှားခြင်း5ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေပါရှိခြင်းတို့ဖြစ်ပါတယ် chemical control ဓာတုဆိုင်ရာထိန်းချုပ်မှုများ A variety of chemicals are available that have been designed to control plant diseases by inhibiting the growth or by killing the disease-causing pathogens. A variety of chemicals ဓာတုဆေးဝါးမျိုးစုံသို့မဟုတ်ဓာတုပစ္စည်းမျိုးစုံ are available ရရှိနေပါပြီ that have been designed ဒီဇိုင်းပြုလုပ်ဖန်တီးထားသောဥပမာမှုတ်သက်ဆေးဘက်တီးရီးယားသက်ဆေးနိမတုတ်သက်ဆေးတွေကိုဆေးရည်ဆေးမှုန့်စသည်ဖြင့်ဒီဇိုင်းပြုလုပ်ထားသောဓာတုပစ္စည်းများရရှိနေပါပြီ to control plant diseases အပင်ရောဂါတွေကိုထိန်းချုပ်ဖို့ရန်အတွက် by inhibiting ဟန့်တားခြင်းဖြင့် the growth ကြီးထွားမှုကိုဟန့်တားခြင်းဖြင့်အပင်ရောဂါပိုးတွေကြီးထွားမှုကိုဟန့်တားခြင်းဖြင့် or သို့မဟုတ် by killing တက်ခြင်းဖြင့် the disease causing pathogens ယောဂဖြစ်စေသောပိုးမွှားတွေကိုတက်ခြင်းဖြင့်သို့မဟုတ်ယောဂဖြစ်စေသောပိုးမွှားတွေကြီးထွားမှုကိုဟန့်တားခြင်းဖြင့်အပင်ယောဂတွေကိုထိန်းချုပ်ဖို့အတွက်ဒီဇိုင်းပြုပြင်ထုတ်လုပ်ထားတဲ့ဓာတုပစ္စည်းမျိုးစုံယခုခါမှာရရှိနေပါပြီ Chemicals used to control bacteria, bactericides, fungi, fungicides, and nematicides may be applied to seed, foliage, flowers, fruit, or soil. Chemicals ဓာတုပစ္စည်းများ used to control ထိန်းချုပ်ဖို့ရန်သုံးသောဓာတုပစ္စည်းများကတော့ bacteria တွေကိုထိန်းချုပ်ဖို့အတွက် bactericide ဓာတုပစ္စည်းဆေးဝါးတွေ
fungi မိုးတွေကိုထိန်းချုပ်ဖို့အတွက် fungicide မိုးသက်ဆေးတွေ and nematode တွေကိုထိန်းချုပ်ဖို့အတွက် nematicides ဓာတုပိုးသက်ဆေးတွေကို may be applied အသုံးချနိုင်ပါတယ် to seeds အစေ့အတွက် foliage အရွက်အတွက် flowers ပန်းပွင့်တွေအတွက် fruit သစ်သီးတွေ or သို့မဟုတ် soil မြေဆီလွှာအတွက် bacteria တွေမှိုတွေ nematode တွေကိုထိန်းချုပ်ဖို့အတွက်သုံးတဲ့ဓာတုဆေးဝါးတွေဖြစ်တဲ့ bactericide, fungicide နဲ့ nematicides ဓာတုပိုးသက်ဆေးတွေကိုအစေ့တွေအရွက်တွေအပွင့်အသီးနဲ့သို့မဟုတ်မြေဆီလွှာတွေမှာအသုံးချလို့ရပါတယ်။ 3. Chemical control ဓာတုဆိုင်ရာထိန်းချုပ်မှုများယောဂဖြစ်စေတဲ့ယောဂပိုးမွှားတွေကိုပိုးသက်ခြင်းဖြင့်သို့မဟုတ်ယောဂပိုးတွေရဲ့ကြီးထွားမှုကိုဟန့်တားခြင်းဖြင့်အပင်ယောဂကိုထိန်းချုပ်ဖို့ရန်ဒီဇိုင်းထုတ်လုပ်ထားတဲ့ဓာတုပစ္စည်းမျိုးစုံယခုအခါမှာရရှိနိုင်ပါတယ်။ယောဂကျရောက်နေတဲ့အစစ်အရွက်အပွင့်အသီးတွေကိုမြေဆီလွှာများမှာဘက်တီးရီးယားကိုထိန်းချုပ်ဖို့အတွက်ဓာတုပစ္စည်းဆေးဝါးများမှိုကိုထိန်းချုပ်ဖို့အတွက်ဓာတုမှိုသက်ဆေးများနိမချုပ်ကိုထိန်းချုပ်ဖို့အတွက်ဓာတုပိုးသက်ဆေးတွေကိုအသုံးချလို့ရပါတယ်။အနည်းဆုံးအနေနဲ့ပြောရရင် control plant disease မှာအတိအကမှတ်ထားရမယ့်အချက်10ချက်ရှိပါတယ်။ 1. Have seriously affected. 2. Need to be controlled. 3. Different approaches. 3. Plant disease control approaches. 5. Biological control. 6. 4 main mechanisms. 9. Physical methods. 10. Adverse conditions. 9. A variety of chemicals. 10. Chemicals ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။ You said never